သာသနာတော်နှစ်2560နှစ်ကောဇာတက္ကရာ1389ခုနှစ်တကူလဆန်း12ရက်2018ခုနှစ်မတ်လ28ရက်အနိဒိဒေသကြီးပြည်ဦးတွင်ခရိုင်ပြည်ဦးတွင်မြို့ရပ်ကွက်ကြီး17ရှင်ငယ်ချင်းရွာပရဟိတမျက်မမြင်ဘက်ဆုံးပညာသင်ကျောင်းပထမခုံဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည်ဆရာတော်ဦးကြီးရဦးစီးတည်ထောင်သည့်ပရဟိတမျက်မမြင်ဘက်ဆုံးပညာသင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း25နှစ်ပြည့်ငွေရုပွဲတော်အကျိုးဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌ပရဟိတမျက်မမြင်ဘက်ဆုံးပညာသင်ကျောင်းဦးစီးဗရဏနာယကဆရာတော်ဦးကြီးရနှင့်တပည့်ဒါယကမများဤအမတဌာနဓမ္မဌာနဖြစ်ဖြစ်ဟောကြားအပ်သောဘဝကိုအနိုင်ယူခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိသားနှင့်တထာစနိဆွညင်းကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်သောမူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏချိန်ခမ်းများစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝကိုအနိုင်ယူခြင်းလူတိုင်းဟာကိုယ်စီဘဝရရှိထားကြတာဖြစ်တော့ဘယ်လိုဘဝမျိုးနဲ့ပဲကြုံတွေ့ဘဝကိုအနိုင်ယူနိုင်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်ဒီအကြောင်းကိုလည်းပဲမြတ်စွာဘုရားဟောကြားတဲ့သုတ်တန်တွေထဲမှာမြတ်စွာဘုရားရဲ့ဆုံးမစကားတွေထင်ရှားရှိ
ဘဝဆိုဒီမှာဆိုးနဲ့ကောင်းရောထွေးနေတဲ့အရာသာဖြစ်တယ်အကောင်းကြီးရှိတဲ့ဘဝမျိုးမရှိသလိုအဆိုးကြီးဆိုတာလည်းမရှိနိုင်သို့တော့အကောင်းဆုံးကိုလူတွေကသတ်မှတ်ပြောကြားနေကြတာအခြေအနေတစ်ခုကိုသာလည်းသတ်မှတ်ပြောကြားနေတာဖြစ်တယ်အဆိုးကောင်းကြုံတွေ့တဲ့အခါဘယ်လိုအခြေအနေမျိုးကိုကြုံတွေ့စိတ်ဓာတ်တည်ငြိမ်မှုကိုရအောင်အမှန်ကန်ဆင်ခြင်သုံးသပ်ပြီးတော့ဘဝကိုအနိုင်ယူနိုင်ကြရမှာဖြစ်တယ်လောကလူသားတွေဟာဘဝကိုအနိုင်ယူတယ်လို့ထင်ကြပေမဲ့များအားဖြင့်ဘဝကိုရှုံးပေးကြရတာများတယ်ပေါ့ဒါကြောင့်မို့ဘဝမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်လာလို့ရှိရင်ထိုအတွေ့အကြုံဆိုဒီမှာအခက်ခဲမျိုးစုံအကောင်းမျိုးစုံအဆိုးမျိုးစုံကြော်လွှားရတာဖြစ်လို့အကောင်းကြောင့်ကြုံတွေ့ရတဲ့အနေအထားပြောမှာဝမ်းသာခြင်းနဲ့အဆိုးနဲ့ကြုံတွေ့တဲ့အခါမှာဝမ်းနဲ့ချီကွဲခြင်းဆိုတာတွေဖြစ်နေမဲ့ဆိုရင်ဘဝကိုရှုံးပေးတယ်လို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အကောင်းတွေ့လဲလိုက်လဲဝမ်းသာမမနာမတက်ဘူးအဆိုးနဲ့ကြုံတွေ့တဲ့အခါမှာလည်းပဲစိတ်အားငယ်ခြင်းစိတ်ထကြခြင်းဆိုတာမရှိဘူးအကောင်းဆုံးစုံလင်ရောပြန်းနေတဲ့ဘဝကြီးကိုစိတ်နှလုံးအေးချမ်းတည်ငြိမ်စွာလှုပ်တင်တာလှုပ်ပြီးတော့ဖြတ်ကျော်သွားခြင်းသာနဲ့ဘဝကိုနိုင်ယူခြင်းတို့ဆိုတော့ပေါ့နော်ဒါကြောင့်မို့လူတိုင်းဟာအကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်တွေကဘဝကိုအနိုင်ရပြီးတော့အဆိုးနဲ့တွေ့တဲ့ပုဂ္ဂိုလ်တွေကဘဝကိုအရှုံးပေးတယ်လို့တမန်လူတွေကထင်ကောင်းထင်တယ်မဟုတ်ဘူးအကောင်းကြီးတွေ့တဲ့လူကလည်းဘဝကိုအရှုံးပေးတာပဲအဆိုးနဲ့တွေ့တဲ့ပုဂ္ဂိုလ်ကလည်းဘဝကိုအရှုံးပေးစိတ်ဓာတ်တည်ငြိမ်မှုပြပြဆုပ်ယုပ်သွားလို့ရှိရင်ဘဝကိုအရှုံးပေးခြင်းပဲဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်ဓာတ်တည်ငြိမ်စွာထားပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေအဟန္တာမန္တမြကြော်လွှားပြီးလောက်ကင်ဆောင်ရသွားခြင်းကသာတဲ့ဘဝကိုအနိုင်ယူခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဟောတာလေးနဲ့ထားပြီးတော့စဉ်းစားကြရမှာဖြစ်တယ်ဒီတရားကလူတိုင်းနဲ့သက်ဆိုင်တယ်မြတ်စွာဘုရားကတရားနာပရိသတ်အများအထူးအားဖြင့်ယဟန်တန်ဃာတွေတရားနာပရိသတ်တွေချာမှာအလေးနဲ့ထားပြီးတော့အချက်၄ချက်နဲ့ဟောကြားခဲ့တာရှိတယ်။ဘာလဲလို့ဆိုရင်တမ္ပတ္တိနဲ့ဝိပတ္တိတမ္ပတ္တိဆိုတာပြည့်စုံခြင်းအောင်မြင်ခြင်းကောင်းကျိုးချမ်းသာရရှိခြင်းတမ္ပတ္တိဝိပတ္တိဆိုတာချုပ်ငယ်ခြင်းမပြည့်စုံခြင်းဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရခြင်းဒါဝိပတ္တိပြည့်စုံခြင်းနဲ့မပြည့်စုံခြင်းဘဝရဲ့မတူညီတဲ့အခြေအနေနဲ့ပြည့်စုံခြင်းနဲ့မပြည့်စုံခြင်းဆိုတာကိုယ်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်နှစ်ခုနဲ့ခွဲခြားလိုက်မိမိရဲ့ပြည့်စုံမှုနဲ့မိမိရဲ့ချုပ်ငယ်မှုသူတစ်ပါးရဲ့ပြည့်စုံမှုနဲ့သူတစ်ပါးရဲ့ချုပ်ငယ်မှုလူဆိုတာတယောက်တည်းနေတာမဟုတ်ဘူးကိုယ်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်မိမိကိုယ်တိုင်ကိုအတ္တမိမိရဲ့ပတ်ဝန်းကျင်ကတခြားပုဂ္ဂိုလ်တွေကိုပရမိမိပဲဖြစ်စေတခြားပုဂ္ဂိုလ်တွေပဲဖြစ်စေပြည့်စုံခြင်းနဲ့မပြည့်စုံခြင်းဒီနှမျိုးဟာကြုံတယ်မြဲတယ်ပြည့်စုံခြင်းနဲ့ချွတ်တဲ့ခြင်းဆိုတာကြုံတယ်အဲ့ဒီကြုံမှုဆုံမှုတွေကိုလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတတ်ရမယ်လူတိုင်းဘဝရလာလို့ရှိရင်
ကိုဘဝကိုကြည့်လိုက်တဲ့အခါမှာတမ္ပတ္တိကိုဘဝတစ်ခုကိုဖြတ်တန်းနေတဲ့အခါမှာဘာတွေပြည့်စုံမှုနဲ့တွေ့နိုင်တယ်လဲကာလတမ္ပတ္တိခေတ်ကောင်းကာလကောင်းနဲ့တွေ့နိုင်တယ်ဒါတွေ့တာအကောင်းနဲ့တွေ့တဲ့အခါမှာကာလတမ္ပတ္တိခေတ်ကောင်းအချိန်ကောင်းကာလကောင်းဆိုတာဘာပြောတာတော့ဆိုအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်တန်းနိုင်တယ်ကိုလှုပ်လို့တဲ့အလုပ်ကိုလုပ်ပြီးတော့ပူပင်သောကမရောက်ဖဲနဲ့ပျော်ရွှင်ချမ်းမြေ့စွာဥမကွဲအတိုက်မဲ့ပြည့်အလုံးလုံးနိုင်တာငြိမ်းချမ်းသာရတဲ့ခေတ်ကာလကိုကာလတမ္ပတ္တိလို့ခေါ်နိုင်တယ်တနည်းအားဖြင့်ဖရာသာသနာထွန်းကားနေတဲ့အချိန်ပိုင်းကိုကာလတမ္ပတ္တိလို့ခေါ်တယ်။ဘာကြောင့်လဲဆိုဖရာသာသနာထွန်းကားနေတဲ့အချိန်မှာအခွင့်အရေးတွေဟာအမှန်တမ်းကောင်းတယ်။ဘာအခွင့်အရေးတွေတုံးဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ခွင့်အရေးတွေအများကြီးရ။ဖရာနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ်။ဒါနကောင်းမှုလုပ်နိုင်တယ်။သီလဆောက်တည်နိုင်တယ်။ကမ္မထဘာဝနာပွားများနိုင်တယ်ဆိုတဲ့တမိုးမဖြတ်နိုင်တဲ့အလုပ်တွေကိုလုပ်နိုင်တာဖြစ်ပါတယ်။ဒါဟာတကယ်ကာလတမ္ပတ္တိပဲ။စီးပွားရှာလို့အစဉ်ပြေးနေတဲ့ကာလတမ္ပတ္တိ။တိုင်းပြည်ငြိမ်းချမ်းသာယာနေလို့ရရှိနေတဲ့ကာလတမ္ပတ္တိဆို။အဲ့တော့လူနဲ့လူပတ်ဝန်းကျင်မှာအခုလိုအေးချမ်းသာယာပြီးကိုလို့ချင်တဲ့အလုပ်လေးကိုတမိုးရှိလုံနိုင်တဲ့အနေအထားမျိုးတမ္ပတ္တိလို့ခေါ်တယ်ကာလတမ္ပတ္တိအဲ့ဒါလို့မဟုတ်ဘူးခေတ်ကြီးကမကောင်းဘူးဟိုကြောင်းရဒီကြောင်းရပြေးပါလွှားရပုံရဘုန်းကြီးတို့ငယ်စဉ်ဘဝကဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အချိန်အိမ်မှာနေရတယ်လို့မရှိဘူးတောထဲမှာပုံအိတ်ကြဒီထက်ဓမြတိုက်သေးညခွေးဟောင်းရင်ကြောက်နေရတယ်ကိုယ့်ရင်ကိုမအေးရဘူးခွေးဟောင်းလို့ရှိရင်ကြောက်နေရတယ်ခေတတီတူဆိုတဲ့အကောင်လေးအော်ရင်လည်းကြောက်နေရတယ်ခေရွာပြင်ကတတီတူအော်တယ်ဆိုလို့ရှိရင်ဟာလူဆိုးများလာသလားဆိုပြီးကြောက်လန့်နေချာခွေးဟောင်းရင်လည်းကြောက်နေရခေကောင်းခြင်းမအေးရစားကောင်းခြင်းဆိုအဲ့ဒီလိုခေတ်ခါမျိုးဆိုလို့ရှိရင်ကာလဝိပတ္တိလို့ခေါ်တယ်ဖယားမပွင့်ဘူးဆိုလို့ရှိရင်လည်းလူတွေဟာအကောင်းနဲ့ဆိုအကြောင်းအကျိုးသိနားလည်ခွင့်မရှိကြဘူးမာယနဲ့ပိဿာတရားတွေလွှမ်းမိုးနေတဲ့အခါမှာလည်းအဲ့ဒီခေတ်အဲ့ဒီအချိန်ပိုင်းဟာလေကာလဝိပတ္တိလို့ခေါ်တာချိန်ကမကောင်းလမ်းကြောင်းဖြောင်းမှတ်ဖို့မရနိုင်နောက်တစ်ခုကဂတိတမ္ပတ္တိဂတိတမ္ပတ္တိဆိုတာလူဘဝနဲ့နတ်ဘဝအထူးသဖြင့်လူဘဝဟာဂတိတမ္ပတ္တိလို့ခေါ်တယ်လူဖြစ်လာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာလူတွေမှာအသိဉာဏ်ရှိတာဖြစ်သောကြောင့်ဒါနကောင်းမှုလုပ်ဖြစ်တယ်သီလဆောက်တည်ဖြစ်တယ်ဖယားမပွင့်တောင်းပါပဲဒါနသီလဆိုတာလုပ်ဖြစ်တယ်ဖယားပွင့်ပြီဆိုလို့ရှိရင်တော့သမထဝိပဿနာအကျင့်တွေကိုကျင့်လို့အစင်မြင့်တဲ့ဘဝတွေရောက်နောက်ဆုံးနိဗ္ဗာန်ချမ်းသာတရားရောက်ကောင်းမြတ်တဲ့ဘဝတစ်ခုရတာဂတိတမ္ပတ္တိလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘူးလောကမှာဖယားပွင့်နေလို့တရားဟောနေတော့လေကိုကအပင်ငရဲရောက်နေမယ်ဆင်းရဲဒုက္ခခံနေရတယ်တရိစ္ဆာန်ဖြစ်နေမယ်အသိဉာဏ်ကင်းမဲ့နေတယ်ပြိတ္တာဖြစ်နေတယ်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရတယ်အပေပုံရောက်နေလို့ရှိရင်ကိုယ့်ရဲ့ဘဝအခြေအနေမပေးတဲ့ဘဝမျိုးနောက်ဆုံးမှာဗြဟ္မာဖြစ်တောင်ဘုရားပွင့်တဲ့အချိန်တရားမနာနိုင်တဲ့ဗြဟ္မာမျိုးရုပ်တန်ရှိတဲ့ဗြဟ္မာအသိစိတ်အသိဉာဏ်မရှိဘူးဖရာတရားဟောလို့လည်းနာခွင့်မရလိုက်ဘူးဒါလည်းဂတိဝိပတ္တိ
နန္တရားကြီးပဲတက်တက်ရှိလို့နားမပါတဲ့ဖြစ်မှဆိုလို့ရှိရင်တရားနာခွင့်မရလွဲချော်မှုတွေအများကြီးဖြစ်တယ်ဆိုးရှုံးနစ်နာမှုတွေအများကြီးအသိဉာဏ်ရှိပင်ရှိတော့လည်းပဲဘဝကမပြည့်စုံသည့်အတွက်ကြောင့်လွဲချော်သွားတာမျိုးကြောင့်ဂတိဝိပတ္တိလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပရိတံပတ္တိဘဝရောက်လာတဲ့အခါမှာလူအတိုင်းဝိုင်းထဲမှာရုပ်ဆင်းအင်္ဂါချို့ယဉ်ချက်မရှိပဲနဲ့လလပပဘဝကျဉ်းညံ့မှာဖြစ်နေတာဆိုရင်ဥပရိတံပတ္တိလို့ခေါ်တယ်အဲ့ဒီဥပရိတံပတ္တိလို့ဆိုရင်ရုပ်ဆင်းချောမောလှပခြင်းဟာဘဝမှာအစဉ်ပြေဖို့အတွက်များစွာအခွင့်အရေးတွေရတယ်ရုပ်ဆိုးကြည်တမ်းပြီဆိုရင်ဘဝမှာအစဉ်ပြေဖို့ခက်တယ်အစဉ်ပြေဖို့ခက်တယ်ဒါကြောင့်မို့ရုပ်ဆင်းလှပခြင်းဟာလည်းတံပတ္တိတစ်မျိုးပဲရုပ်ဆင်းယိုရင်းပျက်စီးမှုကဝိပတ္တိမျိုးဖြစ်တယ်နောက်တစ်ခုကတော့အချိန်ခါနဲ့လည်းမပတ်သက်ဘူးဘဝနဲ့လည်းမပတ်သက်ဘူးကိုယ့်ရဲ့ရုပ်ဆင်းအင်္ဂါနဲ့လည်းမပတ်သက်ဘူးဘာနဲ့ပတ်သက်တယ်လဲကြိုးစားအထောက်မှုဆိုတဲ့လုံလနဲ့ပဲပတ်သက်တယ်လောကလူတွေဟာခေတ်ကာလဘလောက်ပဲကောင်းကောင်းဘဝမှာဘလောက်ပဲပြည့်စုံရုပ်ဆင်းဘလောက်ပဲလှမကြိုးစားဘူးပြည့်နေဘာမှအလုံးမလုပ်ချင်ဘူးဆိုပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်ဖို့မဖြစ်နိုင်ပယောဂဝိပတ္တိလုံးလပျက်စီးချုပ်ရင်းနေခြင်းလို့သူဆိုဘလောက်ပဲကျန်တာတွေပြည့်စုံလောကမဲ့အလုပ်ကိုမလုပ်ဖဲမကြိုးစားပဲနဲ့နေသည့်အတွက်ကြောင့်စီးပွားရေးလည်းမတိုးတက်ဘူးပညာရေးလည်းမတိုးတက်ဘူးဘဝမှာအသိဉာဏ်လည်းမတိုးတက်ဘူးအခြေအနေတွေဟာအလုံးနှိမ့်ကျသွားတယ်ဆိုဒါဟာပယောဂဝိပတ္တိလို့ပယောဂတမ္ပတ္တိဆိုတာရှိလာပြီဆိုရင်ဘယ်လိုအခြေအနေတွေဆိုကြိုးစားတယ်ဘဝကြီးကိုရှော့မပေးဘူးပညာတတ်အောင်ကြိုးစားတယ်ခက်ခဲတွေဘလောက်ကြုံစီးပွားဥစ္စာတိုးတက်အောင်ကြိုးစားတယ်လူနေမှုအဆင့်မြင့်အောင်ကြိုးစားတယ်ဘဝအခက်ခဲတွေကိုခေါင်းနဲ့မထည့်ပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်နေမနာညာပါကြိုးစားလုပ်နေပြီဆိုရင်ဒါပယောဂတမ္ပတ္တိလို့ခေါ်တယ်တော့ပယောဂတမ္ပတ္တိဆိုတော့ကိုယ့်လက်ထဲမှာရှိတယ်ကာလတမ္ပတ္တိတို့ဂတိတမ္ပတ္တိတို့ဥပရိတမ္ပတ္တိတို့ဆိုတာတခါတည်းကိုယ့်လက်ထဲရှိတာမဟုတ်ပယောဂဆိုတာကြကိုယ့်ရဲ့လုံလဝိရိယကိုဆိုလို့တော့လုံလဝိရိယရှိလာပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာထူးချွန်ပြောင်းမော့သွားတဲ့အနေအထားမျိုးရောက်လို့ပယောဂတမ္ပတ္တိဟာပို့ပြီးတော့အရေးကြီးတယ်ဘလောက်ပဲလူကပြည့်စုံနေပါစေလှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ဖဲနဲ့ပြင်းရည်ပြီးတော့နေတယ်ဝိရိယနဲတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်မှုရှာနိုင်ဘူးတဲ့ကြီးပွားတိုးတက်မှုဒါကြောင့်မို့လူတိုင်းဟာကြိုးစားအထောက်အပံ့လို့ဆိုလို့ဒါဩကတဂရောချိုးမှာဝိပတ္တိတရား၄ပါးဆိုပြီးတော့လူတွေကဆုတောင်းပြီးတော့ထည့်ပြောတယ်ဆုတောင်းရုံနဲ့တော့ရမှာမဟုတ်ဘူးကြိုးစားမှာဖြစ်တယ်ကြိုးစားအထောက်ပြီးဘဝကိုအနိုင်ယူရမှာဖြစ်တယ်အလုံးဟာကြိုးစားလို့ဖြစ်လာတမ္ပတ္တိနဲ့ဝိပတ္တိဆိုတာဟာတစ်ခုကောင်းပြီမဲ့တစ်ခုကောင်းခြင်းမှာကောင်းတယ်အဲ့ဒီကောင်းမှုမကောင်းမှုဆိုတဲ့တမ္ပတ္တိနဲ့ဝိပတ္တိပြည့်စုံမှုနဲ့မပြည့်စုံမှုဒီနှစ်ခုအခါအားလျော်စွာလူတိုင်းဟာဆင်ញင်သုံးသပ်ချိတဲ့နဲ့ငါရဲ့ပတ်ဝန်းကျင်ဒီကနေ့ခေတ်ဟာ
ခေတ်ကောင်းဟုတ်ကဲ့လားငါရထားတဲ့ဘဝဟာဘဝကောင်းဟုတ်ကဲ့လားငါရထားတဲ့ဥပရိယုတ်ကြီးဟာတင်းအောင်တင်းတယ်လူရဝင်လူစင်မိတဲ့ရုပ်ရည်မျိုးဟုတ်လားတော့ဟုတ်တယ်မဟုတ်ဘူးဒီတစ်ခုကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ဆင်ញင်သုံးသပ်တာဘာအတွက်လဲလို့မေးလို့ရှိရင်အမှန်သိဖို့အတွက်ပြည့်စုံနေလို့ဝါကြွားဖို့လည်းမဟုတ်ဘူးမပြည့်စုံလို့စိတ်ဓာတ်ကြဖို့လည်းမဟုတ်ဘူးအခြေအနေမှန်ကိုသိဖို့အတွက်ဆင်ញင်သုံးသပ်ကြည့်အောင်ဆင်ញင်သုံးသပ်ကြည့်ပြီးလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခြင်းပဲဖြစ်တယ်ဒါကိုမြတ်စွာဘုရားကဟောတာသာဓုကာလေနကာလံအတ္တဝိပတ္တိပစ္စဝိခိတာအတ္တတမ္ပတ္တိပစ္စဝိခိတာတင့်တော်တဲ့အချိန်ခါကြုံကြိုက်လာတဲ့အချိန်တိုင်းကိုယ့်ရဲ့ပြည့်စုံမှုမပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်တာဟာကောင်းတယ်။ဘာကြောင့်ကောင်းလို့ဖြေထုတ်ဖို့အတွက်ပဲဖြေထုတ်ဖို့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေဟာအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနေ့စဉ်နဲ့အမျှဝင်ငွေထွက်ငွေဆိုတာဆင်ញင်သုံးသပ်ကြည့်မှသိတာဖြစ်တယ်။ဆင်ញင်သုံးသပ်မကြည့်ပဲနဲ့မြတ်တယ်ရှုံးတယ်လို့ပြောနေလို့အမှန်မသိနိုင်ဘူး။ဒါကြောင့်စီးပွားလုပ်ပြီဆိုလို့ရှိရင်ဝင်ငွေထွက်ငွေတိကျမှန်ကန်အောင်စင်ရင်အင်းနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြရတာဒါစီးပွားရေးနဲ့ပတ်သက်တာကြောင့်ဒါမို့လို့နော် audit တို့ဘာလို့စီးပွားစစ်တယ်ဆိုတာတွေကအမှန်သိဖို့အတွက်ဖြစ်အဲ့ဒါလို့တည်တည်ချာချာအမှန်စနစ်တကျလောက်တတ်တဲ့ပုဂ္ဂိုလ်တွေကကြီးပွားတိုးတက်တယ်အမှန်သိလို့ကြီးပွားတိုးတက်တယ်အမှန်သိတဲ့အခါကျအဖြေရတယ်ဝင်ငွေနဲ့ထွက်ငွေဝင်ငွေကလျော်နေပြီးထွက်ငွေတွေများနေတယ်ဆိုရင်ချိုးချချွတ်တာဝင်ငွေတွေကများပြီးထွက်ငွေကလျော်နေတယ်ဆိုလို့ရှိရင်လည်းသုံးလိုက်တာတွေကိုမချွေတာနဲ့သုံးရမှာဖြစ်တယ်ချမ်းသာအောင်နေရမှာဆိုဒီအဖြေကိုရဖို့အတွက်ပစ္စည်းဥစ္စာရှာရဲဆိုတာချမ်းသာသာနေဖို့ထိုက်ဖို့ချမ်းသာအောင်နေဖို့လိုအပ်တဲ့ဟာသုံးဖို့ဆိုရင်ရွေချက်နဲ့ရှာကြတာဖြစ်တယ်အဲ့တော့အခြေအနေမှန်ကိုသိတိုင်းပြည်တစ်ပြည်မှာလည်းအခြေအနေမှန်ကိုသိဘတ်ဂျက်ဆိုတာအမြဲတမ်းဒီစည်ရင်အင်းနဲ့ကင်ပြီးတော့စည်ရင်စစ်တို့ဘာလို့နဲ့လောက်ရတာဒါတကယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေမလုပ်ရင်ဘာမှမသိဘူးအမှန်ကန်မသိနိုင်အမှန်ကန်သိမှဒီအဖြေတစ်ခုဟာမှန်ကန်တဲ့အဖြေတစ်ခုရမှန်ကန်တဲ့အဖြေတစ်ခုကိုရမှကိုယ့်ရဲ့လုပ်ငန်းအောင်မြင်တာပဲဖြစ်တယ်အောင်မြင်တာပဲဖြစ်တယ်အယောင်းဝယ်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာယမယခါဘာတွေချိုးရင်းနေတတ်လဲကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဘာတွေချိုးရင်းတတ်တော့ဆိုရင်ကိုယ့်ရဲ့လုပ်အားကိုထက်မတွက်ဖက်နဲ့အမြတ်ရတယ်လို့ထင်နေလို့ရှိရင်အဲ့ဒါမှားတယ်ဆိုရင်ပဲမန်နေဂျာမငါဘူးဆိုင်ဝန်ထမ်းမငါဘူးကိုယ်တိုင်လုပ်လို့ဟုတ်လားတနေ့ကို350မြတ်ပါတဲ့အတွက်နေမှားပြီအဲ့ဒါစင်မှားပြီအဲ့ဒါကိုယ့်ရဲ့လုပ်အားကိုအများအားထက်ပေါင်းရမှာဖြစ်တယ်လူတွေရဲ့လုပ်အားကိုဂုဏ်ထက်ပေါင်းတော့မှအမှန်ထွက်တယ်နှုတ်လို့ဆိုရင်အမှန်မထွက်နိုင်မှန်မထွက်စီးပွားရေးလုပ်တဲ့အခါမှာကိုယ့်ရဲ့လုပ်အားကိုအများအားထက်ရထွက်လာတဲ့ဝင်ဒီကိုယ့်ရဲ့ကုန်ကြစိတ်ကိုအတိအကျတွဲရတယ်ရောင်းလို့ရတဲ့အတရင်အမြတ်ကိုအတိအကျတွဲရတယ်အဲ့ဒီထဲကနေပြီးတော့ခုနဒီပစ္စည်းတစ်ခုရောင်းဖို့အတွက်အချိန်အခါနောက်ဆုံးမှာဘာထီအောင်တော့ဆိုရင်ဒီအတိုးတက်တာမတက်တာအစားပြီးတွေ့ရ
အတိုးတက်နေပြီတချို့ကအမြတ်ရတယ်လို့ထင်တယ်ငွေချီးပြီးအလုံးလုံးတဲ့အခါမှာအတိုးကတက်နေတတ်တယ်အဲ့ဒီအတိုးတက်နေတာတွေကိုထက်မတွက်ပဲနဲ့အမြေဘလောက်ရင်းလိုက်တာဘလောက်မြတ်တယ်လို့ဆိုရင်တွက်လို့ရှင်မှားပြန်အဲ့ဒါလို့မဖြစ်ရအောင်စီးပွားရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တည်တည်ချာချာဝင်ငွေထွက်ငွေစင်းကိုမှတ်တမ်းတင်ကြရတယ်ပြီးတဲ့အခါမှာအော်ဒစ်နဲ့စစ်ကြအဲ့ဒီကြတော့မှစီးပွားရေးဖြစ်ခြေနေမှန်ကိုဖော်ပြနိုင်တိုင်းပြည်တစ်ပြည်ရဲ့စီးပွားတိုးတက်မှုဆိုးရွားမှုဟာအခြေမှန်ဖော်ပြနိုင်ထို့တူပဲလူတိုင်းမှာနေ့စဉ်ဘဝမှာကိုလုပ်တဲ့အလုပ်ရဲ့အကျိုးအမြတ်ကိုလည်းတွက်ရမှာဖြစ်တယ်မြတ်စွာဘုရားကယဟန်တွေကိုသင်ပေးတယ်ကထံဘူတတမေရတ္တိတိဝဝိတိဝတန္တိတိတနေ့တာကိုငါဘယ်လိုကုန်ခဲ့သလဲငါကုန်တာဟာအရှုံးနဲ့လားအမြတ်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမြတ်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာတယ်ကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအသုံးပြုဖြစ်လိုက်တာအကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုတယ်တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကြတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူးရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဝိသခာကြောင့်အမကြီးကခေါ်တယ်အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေတယ်အသစ်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုန်သွားလို့ရှိရင်အသစ်နဲ့အစားမထိုးနိုင်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခနဲ့ကြုံရတယ်ပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုအကုသိုလ်တွေကများနေသလားသို့မဟုတ်ကုသိုလ်တွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသိုလ်တွေကများပြီဆိုရင်ဒီဘဝရှုံးနေတာမှတ်ပြီကုသိုလ်တွေကများပြီဆိုမှအမြတ်ထွက်လိမ့်မယ်အေးကုသိုလ်တစ်ပိုင်းအကုသိုလ်တစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝမှာအကုသိုလ်ပါနေတယ်ဆိုလို့ရှိရင်လည်းအမြတ်မရှိဘဲနဲ့အလုံးလုံးနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်ဒါကြောင့်မို့ကုသိုလ်များများရမှဘဝဟာအမြတ်ထွက်နိုင်တယ်ပေါ့မြတ်စွာဘုရားကဒါကိုတွက်ခိုင်းတယ်အဲ့တော့ကုသိုလ်ဆိုတာဘာတွေတုံးဆိုကုသိုလ်ဆိုတာကိုကြည့်မယ်ဆိုအသိပညာကိုချင်းတရားနဲ့အသိပညာထားပါအသိပညာရပြီဆိုလို့ရှိရင်ကုသိုလ်ထဲမှာတော့ပညာဆိုတာအမြတ်ဆုံးပဲပညုတ္တရာတပ္ပိဓမ္မာရရှိထားတဲ့သဘာဝတရားတွေထဲမှာအသိပညာတန်ဖိုးရှိဆုံးလို့ဆိုတယ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဘာဝနာတရားပွားများအထုတ်တယ်ပညာတွေစိမှုအထုတ်တယ်လောကီလောကုတ္တရာဘဝမှာတန်ဖိုးရှိနေနိုင်မှုပညာတွေစိမှုအထုတ်တယ်အသိဉာဏ်တွေဘက်ကတိုးတက်နေတယ်ဆိုလို့ရှိရင်ဘဝမှာအရှုံးမရှိသေးဘူးလို့ပြောနေ့စဉ်စီးပွားရေးကိုဝင်ငွေထွက်ငွေနဲ့တွက်ချက်ပြီးတော့စီးပွားရှာရသလိုပဲဘဝကိုစီးပွားရှာတဲ့အခါမှာလည်းပဲကုသိုလ်အကုသိုလ်နဲ့ချိန်ဆက်ပြီးတော့ဘဝကိုစီးပွားရှာရမှာဖြစ်တယ်အကုသိုလ်ဘက်ကအလေးသာသွားရင်ဒါဘဝရှုံးပြီကုသိုလ်ဘက်ကအလေးသာနေမှဘဝမြတ်တယ်အမြတ်ထွက်တယ်မြတ်နိုင်တဲ့မြတ်အောင်ကြိုးစားခြင်းကုသိုလ်ဘက်ကအမြတ်ထွက်ဖို့ကြိုးစားအထောက်အမှာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကိုယ့်ရဲ့ပြည့်စုံမှုကိုမကြာခဏဆင်ញင်သုံးသပ်ကြည့်တာကောင်းတယ်ကိုယ့်ရဲ့ပျက်စီးနေမှုကိုလည်းပဲမကြာခဏဆင်ញင်သုံးသပ်နေမှုကိုကြည့်မှုကကောင်းတယ်ကိုယ်နဲ့ပတ်ဝန်းကျင်ရဲ့
ကိုပတ်ဝန်းကျင်ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတာကိုနဲ့ပတ်သက်နေတဲ့ကိုနဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့ပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်ရင်ကောင်းတယ်ပျက်စီးဆုံးရှုံးနေမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်နိုင်ရင်ကောင်းတယ်လို့ဒီအချက်၄ချက်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ကြည့်ဖို့ဆိုပြီးတော့ဟောခဲ့တယ်ဟုတ်ပြီဘဝမှာဒီလိုဆင်ញင်သုံးသပ်ကြည့်လိုက်လို့အဖြေတစ်ခုထွက်လာနိုင်အဖြေတစ်ခုကိုရှာရမှာဖြစ်တယ်ဆင်ញင်သုံးသပ်ကြည့်လို့အကောင်းနဲ့တွေ့တဲ့အခါမှာတမတိအဆိုးနဲ့ကြုံတဲ့အခါမှာဝိပတ္တိလောကမှာလောကဓမ္မလောကဓာတ်လောကရဲ့သဘာဝဟာအကောင်းကြီးလည်းမတွေ့ဘူးအဆိုးကြီးလည်းမတွေ့ဘူးအကောင်းတွေ့လိုက်အဆိုးတွေ့လိုက်အကောင်းကြုံလိုက်အဆိုးကြုံလိုက်ဆိုတာရှိနေတယ်တန်တရားရှိကြတဲ့ဘဝနဲ့တွေ့ခဲ့ပြီဆိုလို့ရှိရင်ဆင်ញင်သုံးသပ်ကြည့်ရမှာဘဝအဆိုးနဲ့ကြုံတွေ့နေတဲ့အခါမှာမြတ်စွာဘုရားကအနမတေကတန်ရုပ်မှာမဟောတာဒီလိုဘဝမျိုးတွေရာထောင်သိန်းသောမကငါကြုံခဲ့ပြီးသားဖြစ်ပြီပတ်ဝန်းကျင်ကိုကြည့်လိုက်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းပဲအခြေအနေဘဝမကောင်းတဲ့ပုံကိုယ်တွေတွေ့ငါလည်းအဲ့ဒီဘဝမျိုးကိုကြုံခဲ့တာများပြီလို့တွေးတောဆင်ခြင်လိုက်ပါကောင်းတာတွေနဲ့တွေ့တဲ့အခါမှာလည်းပဲကောင်းတာဆိုတာလည်းအထင်ကြီးစရာမရှိပါဘူးငါလည်းကြုံတွေ့ခဲ့ဘူးပြီဒါတွေဟာအကောင်းတွေလည်းငါလည်းကြုံတာများလာပြီအကောင်းကိုအဲ့လိုတွေးခြင်းအပြင်ဘာဖြစ်လဲဆိုရင်လောကလူတွေကအကောင်းနဲ့တွေ့လို့အကောင်းရခြင်းတဲ့အခါမဟုတ်တာလုပ်တယ်မကောင်းတာနဲ့ကြုံတွေ့တဲ့အခါမှာမကောင်းတာကိုရွံရှာသည့်အတွက်ကြောင့်မကောင်းတာမဟုတ်တာကိုလုပ်တတ်တယ်အကုသိုလ်ကိုလုပ်တတ်တယ်အရေးကြီးဆုံးကကောင်းတာနဲ့တွေ့မကောင်းတာနဲ့တွေ့အကုသိုလ်မလုပ်ပြီးဘူးဟာအရေးကြီးတယ်ဒီအဖြေကိုရဖို့ရအတွက်မြတ်စွာဘုရားဆင်ញင်သုံးသပ်ခြင်းကောင်းတဲ့နဲ့တွေ့ပြီးတော့လည်းပဲကောင်းတဲ့ဘက်ကိုလိုက်သွားပြီးမဟုတ်တာလုပ်ပြီးသွားတတ်တယ်မကောင်းတာနဲ့တွေ့လို့မကောင်းတာကိုကြောက်ရွံ့ပြီးတော့လည်းပဲအကောင်းလိုချင်သောအာချီနဲ့မဟုတ်တာတွေကိုလုပ်ပြီးတတ်အဲ့ဒီကြရင်တော့အရှုံးနဲ့ပဲရင်ဆိုင်ရမယ်ဘဝအဆုံးနဲ့ပဲတွေ့သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကယဟန်တော်တွေမိမိရဲ့တပည့်တော်ကတွေဘုန်းကြီးတို့အပါဝင်ပေါ့မြတ်စွာဘုရားရဲ့တရားတော်ဆိုတာအလုံးကိုဆုံးမတာပဲဖြစ်တယ်လူတိုင်းနဲ့သက်ဆိုင်တဲ့တရားတွေပဲဖြစ်တယ်မြတ်စွာဘုရားကအချက်၈ချက်နဲ့တတိထားပြီးတော့ဘဝကိုအနိုင်ယူတတ်ဖို့ဆုံးမခဲ့တယ်လူတိုင်းဟာဒီဟာကိုတတိထားဖို့လိုတယ်ရွေချက်ရှိမြတ်စွာဘုရားဘာရွေချက်တုံးဆိုရင်လောကမှာလူတွေရဲ့သဘာဝဟာအကောင်းနဲ့တွေ့ရင်စိတ်အားတွေတက်ပြီးတော့မကောင်းတာနဲ့တွေ့ရင်စိတ်တက်ကြတယ်ဆိုတာဒါလူသဘာဝလိုဖြစ်အဲ့ဒါဟာကာဝယ်ဆောင်ရှောက်ရမယ်ယောဂဝေဒနာကြီးတစ်ခုပဲပေါ့အကောင်းနဲ့တွေ့ရင်လည်းဝါကြွားမနေနဲ့အဆိုးနဲ့တွေ့ရင်လည်းစိတ်တက်မကြနဲ့လို့ဆိုလို့တယ်အဲ့ဒါမကြအောင်ကိုယ့်ကိုထိန်းနိုင်တာမှလူတော်လူကောင်းဘဝကိုအနိုင်ယူတယ်ဆိုတာအကောင်းနဲ့တွေ့လို့စိတ်အားတွေတက်ပြီးတော့မာနတွေကြီးလာတာမျိုးမဖြစ်ရဘူးအဆိုးနဲ့တွေ့လို့စိတ်ဓာတ်တွေကျပြီးတော့ကိုယ့်ကိုဒုက္ခရောက်အောင်လုပ်ချင်တာမျိုးထီအောင်မဖြစ်စေရအကုသိုလ်မှုတွေရှောင်ရှားနိုင်အောင်ဒါကြောင့်မို့မြတ်စွာဘုရားဒီဆုံးမဩဝါဒပေးတဲ့အခါလူတွေမှာနှိမ့်ဆက်တာဘာလို့ဆိုရင်စိတ်ပဲစိတ်ကနှိမ့်ဆက်တယ်အဲ့ဒီနှိမ့်ဆက်တဲ့စိတ်ကိုမနှိမ့်ဆက်အောင်နှိမ့်ဆက်ပြီးဆိုရင်ဘာဖြစ်လဲဆိုရင်အဆိုးနဲ့တွေ့ရင်ဝိခာတာစိတ်တွေပင်ပန်းနေစိတ်ဓာတ်တွေကြာတယ်စိတ်ဓာတ်တွေကြာလာတယ်ပင်ပန်းနေနွမ်းနေပရိလာဟရင်ထဲမှာပူတယ်တွေးလိုက်တိုင်းမှာရင်ထဲမှာပူနေမပြောဘူးစိတ်ညစ်တယ်ဆိုတာတွေဖြစ်လာအဲ့ဒီဝိခာတာပရိလာဟဆိုတာတွေဘာကြောင့်ဖြစ်တာတော့လို့ဆို
အမှန်မတွေးတတ်လို့ဖြစ်တာတဲ့ခုနလိုဆင်ញင်သုံးသပ်မှုမရှိလို့ဖြစ်တာဆင်ញင်သုံးသပ်ရအကောင်းနဲ့တွေးတွေးအဆိုးနဲ့တွေးတွေးဆင်ញင်သုံးသပ်မှုလို့ဆင်ញင်သုံးသပ်မှုဖြစ်အောင်လုံးမဒီစိတ်ပင်ပန်းမှုဆိုတာကိုလည်းကြော်လွှားနိုင်တယ်စိတ်အားတွေတက်ကြွပြီးကိုယ့်ကိုယ်ထင်ကြီးမာနကြီးဝင်ပြီးမကောင်းတာလုပ်မှုဆိုတာကိုလည်းပဲထိန်းနိုင်တယ်အရေးအကြီးဆုံးကတော့စိတ်ကိုထိန်းရမှာပဲဖြစ်တယ်ပေါ့စိတ်ကိုထိန်းရမှာဖြစ်တယ်လူတွေရဲ့သဘာဝလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ရှင်းရှင်းပြောမယ်ဆိုရင်ကောင်းတာတွေ့ရင်လောဘဖြစ်တယ်မကောင်းတာတွေ့ရင်ဒေါသဖြစ်တယ်နော်ကောင်းတာတွေ့ရင်စိတ်အားတွေတက်ကြွတယ်မကောင်းတာတွေ့ရင်စိတ်ဓာတ်ကျတယ်အဲ့ဒီနှစ်ခုစလုံးဟာဆိုတယ်အဆိုးဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီနှစ်ခုကိုထိန်းနိုင်အောင်ထိန်းဖို့ဒါဖြင့်ထိန်းနိုင်အောင်ဘယ်လိုဆင်ញင်သုံးသပ်ရမလဲအခြေအနေမှန်ကိုသိအောင်ဆင်ញင်သုံးသပ်ကြည့်အောင်အခြေအနေမှန်ဒါတွေဟာအားလုံးတခဏမျှတာဖြစ်တယ်တန်တရားရှေးကြတာနဲ့တွေ့ဒါတွေဟာမျက်စိတမိတ်တခဏတာလေးမျှတာဖြစ်တယ်ဘဝမှာလူတိုင်းကြုံရတဲ့အဆိုးတွေပဲအကောင်းနဲ့တွေ့တဲ့အခါမှာမမနာကြီးတော့မလို့ဖြစ်နေမလီဒါတွေသွားပြီးမမနာကြီးမနေနဲ့ဒီလိုဘဝမျိုးတွေဟာယိုးနေပြီကြုံတွေ့ခဲ့ရတာတွေဟာယိုးနေပြီကိုယ့်ကိုယ်တန်တရားနဲ့ဆွဲဆန့်ပြီးတော့တန်တရားနဲ့ပဲကြည်လိုက်လူတယောက်ဟာနာမည်ကြီးတယ်ဆိုလို့ရှိရင်စဉ်းစားကြည့်နာမည်ကြီးဟာငါဟာတဏှာလုံးသိတယ်နာမည်ကြီးသူလို့ထင်ကောင်းထင်တယ်စัจ java လာတကဘာလုံးနဲ့ခြုံကြည့်လိုက်လို့ရှိရင်မြူမုံကလေးတစ်ခုလိုပဲကိုသိမှာမဟုတ်ဘူးအဆက်ပြောက်ကလေးတစ်ခုတမ်းမောင်း9000လောက်ရှိတဲ့လူဦးရေထဲမှာကိုဟာပါလဲကိုဘယ်သူဟာသိမှာအဆက်ပြောက်ကလေးတစ်ခုလောက်ပဲရှိတယ်နော်တတ္တလောကကြီးတစ်ခုလုံးနဲ့ကြည့်မယ်ဆိုလို့ရှိရင်လူဆိုတာအမုံအမွားလေးတစ်ခုလောက်ပဲရှိတယ်မုံမွားလေးတစ်ခုလောက်ရှိအထင်ကြီးစရာလည်းမဟုတ်ဘူးစိတ်ဓာတ်ကျစရာလည်းမဟုတ်ဘူးအရေးကြီးဆုံးကတော့ဘာလို့ကို့မှာအမြဲဆန်းစစ်နေရမှာငါဟာငါဘဝမှာကုသိုလ်တွေကများသလားအကုသိုလ်တွေကများသလားငါလုပ်နေတာအပြစ်ကင်းတဲ့ကုသိုလ်တွေလားငါလုပ်နေတာအပြစ်ရှိတဲ့အကုသိုလ်တွေလားဒီတစ်ခုပဲစဉ်းစားပါဒီတစ်ခုစဉ်းစားလိုက်တာနဲ့တပြိုင်နက်ကုသိုလ်တွေလုပ်နေဟာငါတန်ဖိုးရှိတာလုပ်နေပြီတန်ဖိုးရှိတာတွေလုပ်နေလို့ကုသိုလ်ကသာလဲဝမ်းသာစရာအကုသိုလ်ကသာလဲဝမ်းနည်းစရာကြံတဲ့အရာတွေကတမ္ပတ္တိဝိပတ္တိဆိုတာတွေကဝမ်းသာစရာလည်းမဟုတ်ဘူးဝမ်းနည်းစရာလည်းမဟုတ်ဘူးတမ္ပတ္တိကိုလည်းဝမ်းသာစရာစီးပွားဥစ္စာတွေစဉ်းစားကြည့်လေလူတစ်ယောက်ဟာစီးပွားတွေအောင်မြင်လို့ဘလောက်ပဲချမ်းသာသူချမ်းသာလို့ခံစားနိုင်တာဘလောက်ချမ်းနော်80 50 90 100ဒါပဲမဟုတ်လားဒီဘဝမှာဆိုဒီတဲ့သူမကြော်နိုင်ဘူးချမ်းသာတဲ့လူလည်းဒီတဲ့မကြော်နိုင်ဘူးဆင်းရဲတဲ့လူကဒီတဲ့မကြော်နိုင်ဘူးအတိုင်းအတာတစ်ခုအတွင်းမှာသာချမ်းသာဆင်းရဲဆိုတာကိုပြောနေကြတာဖြစ်ဒါလည်းမတိုင်းနဲ့တိုင်းရမှာအသိဉာဏ်ရှိတဲ့လူဘဝရောက်လာတဲ့အခါမှာကုသိုလ်ရတာလားအကုသိုလ်ရတာလားကုသိုလ်တွေကများသလားအကုသိုလ်တွေကများသလားဒါနဲ့ပဲတိုင်းပါလို့ဆိုလို့ကုသိုလ်တွေကများနေရင်ဝမ်းသာပြီးတော့အကုသိုလ်တွေကများနေပဲဆိုရင်ဝမ်းနည်းရမှာပဲအကုသိုလ်တွေရောကြနေဖို့ကြိုးစားရမယ်ကုသိုလ်တွေတိုးပွားနေဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုကမှန်ကန်တဲ့ကြိုးစားမှုဒါဟာအဓိကကြတယ်လို့မြတ်စွာဘုရားဟောလို့ရဖြစ်တယ်ဒါကြောင့်အချက်၈ချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘဝကိုအနိုင်ယူတတ်ဖို့လူဆိုတာတစ်ခုတော့ကြုံတာပဲဆိုပါစို့နံပါတ်1ကကိုယ်ဘဝမှာလူကျင်တာတွေရတယ်လာဘဆိုတဲ့နောက်ကလူကျင်တာတွေရတယ်ပြည့်စုံတဲ့ဘဝပြည့်စုံတဲ့ဘဝရလာငါလူကျင်တာရတယ်ဟေ့ဆိုပြီးတော့မမနာတွေမထောင်လွှားလိမ့်နဲ့င
မမနာကိုထောင်လိုက်ရင်ဘဝကိုအရှုံးပေးလိုက်တာနဲ့သွားတူတယ်ဘယ်လိုစဉ်းစားဩရတယ်ဆိုတာတခဏအကြောင်းဆုံးလို့ရတာဖြစ်တယ်ဘယ်ရာမှမတည်မြဲဘူးအခြေအနေကောင်းလို့ရနေတာသာဖြစ်တယ်ဒီအခြေအနေဟာဝမ်းသာစရာမဟုတ်ဘူးအရေးကြီးတာစီးပွားဥစ္စာရတာတဲ့ငါမှရဖို့ရတာဘာအရေးကြီးတော့ကုသိုလ်ရဖို့ကအရေးကြီးတယ်လက်စဉ်းစားကြည့်လိုက်လက်စဉ်းစားကြည့်လိုက်လို့ရှိရင်ရတာရဲ့တန်ဖိုးသိလားဝိချေတနာရတဲ့တန်ဖိုးနဲ့ကုသိုလ်ရတဲ့တန်ဖိုးမတမကွဲပြားခြားတာဒါကြောင့်ဝိချေတနာဒီအစိတ်ပိုင်းတစ်ခုကိုအနိုင်ယူတာအဲ့ဒါလို့အနိုင်မယူနိုင်ဘူးဆိုရင်လူဟာရမှုကိုအကြောင်းပြုပြီးတော့မမနာတွေတက်လာတယ်မရစ်တယ်အကုသိုလ်တွေလုပ်တယ်သူဖြစ်တာကဲသူရဲ့ဆန့်ကျင်မဲ့တစ်ခါလေးကြတာအစင်မပြေဘူးလုံးလို့မကောင်းဘူးစီဝါရေးကြတယ်ကညီးကြတယ်ရောင်းဝယ်မကောင်းဘူးရောင်းလို့အလုံးမကောင်းဘူးမရဘူးရှာလို့ဖွေလို့မရဘူးနဲ့ညီးကြအရှာလို့ဖွေလို့မရဘူးဆိုပြီးတော့လူတွေကစိတ်ဓာတ်ကြအဲ့ဒီစိတ်ဓာတ်ကြပြီးတော့လှုပ်ပြောင်းမှပဲကောင်းရောက်ကောင်းဝယ်လို့မရဘူးမွေးမြူရေးလှုပ်မှပဲဆိုအကောင်လောက်နေတိုက်အာဟုတုရိယအောင်မထပ်ပြီးမကောင်းတဲ့လှုပ်တွေကိုလှုပ်မယ်ဆိုရင်အာဟုတုရိလှုပ်တယ်ဖြစ်ကောင်းတာလှုပ်လို့စီးပွားမတက်ဘူးအရေရောင်းမှစီးပွားတက်တယ်မွေးရစီးပွားလှုပ်မှပဲဆိုမကောင်းတဲ့ဘက်ကလှည့်တွေ့မရတာအကြောင်းပြုပြီအေးအာဟုတုဆိုတာလိုက်လာမရမှုကိုအကြောင်းပြုပြီးတော့ဒီတစ်ခုတည်းကိုကြည့်ပြီးတော့လှုပ်လိုက်မယ်ဆုံးဖြတ်လိုက်မယ်မရမှုကသူ့ကိုအနိုင်ယူတာသူကမရမှုကိုအရှုံးပေးလိုက်ရတာနဲ့တူတူပဲမရဘူးဆိုတဲ့အခါမှာစဉ်းစားကြည့်အေးအခြေအနေမပေးသေးလို့မရတာစူးစမ်းလုပ်မယ်ချွေတာသုံးမယ်ခါတိုင်းတစ်နေ့ကိုဟုတ်လားလင်္ကာသိန်းသုံးလို့ရှိရင်အခုငါတသိန်းနဲ့လောက်အောင်နေမယ်စသဖြင့်ကနေခေတ်စေးလုံးမယ်ဆိုဘလောက်နဲ့လောက်အောင်သုံးမယ်ပေါ့ချိုးချလိုက်မယ်ချွေတာလိုက်မယ်မရတဲ့အခါမှာစိတ်ထမကြပဲနဲ့ချိုးချချွေတာခြင်းဖြင့်မရမှုကိုကာကွယ်တာဘုန်းကြီးတို့ငယ်စဉ်တော့ကြားဘူးတဲ့ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာအင်္ဂလန်နိုင်ငံကြီးစီးပွားကြသွားတယ်။ညမပြေအုပ်သွားတဲ့အင်္ဂလိပ်တွေစီးပွားကြသွားတော့တနိုင်ငံလုံးချိုးချချွေတာလောက်တာဘာလို့ကော်ဖီပကံလေးတွေတေးသွားသေးသေးလေးတွေမုံလေးတွေကလည်းပေါမုံအချက်ကလေးတွေကလည်းသေးသေးပဲထုတ်တယ်တနိုင်ငံလုံးအဲ့ဒါဥပဒေထုတ်ပြီးတော့အဲ့တိုင်လိုက်တာကော်ဖီဆိုလို့ရှိရင်ဝယ်ရင်တစ်ခွက်ပဲတောင်းခွက်သေးသေးတစ်ခွက်မုံဆိုလို့ရှိရင်နှစ်ချက်တည်းပိုးဝယ်လို့မရကတ်တက်ပြစ်လိုက်တာဒါပေမဲ့ပြေပါလဲပြောကြပါတယ်ထမင်းတနတ်လျှော့စားဆိုရင်ရည်စရာလုံးကြတယ်လူတွေကလျှော့စားခိုင်းလို့မရရည်စရာမလုံးရဘူးအမှန်ကတော့ဒါတကယ်ကတော့အဲ့ဒီတိုင်လိုက်တာချက်တော့အဲ့ဒီတိုင်လိုက်တာချက်တော့လူတိုင်းမှာဝင်ငွေထွက်ငွေကြည့်ပြီးတော့လျှော့ချတဲ့နာကိုလျှော့ချအလေးလွတ်နေမရှိအောင်လို့အဲ့ဒါဆိုရင်မတ်လာစီပါတက်လာဥပမာတယ်လီဖုန်းပြောတယ်နော်တနေ့ကို9000ပို့ကုန်ပြောတယ်လို့ Facebook တွေကြည့်တယ်အင်တာနက်တွေကြည့်တယ်ပတ်စံလေးကုန်လျှော့ချလိုက်မယ်တနေ့ကို900ပို့ပဲကြည့်တော့မယ်ဒါလျှော့ချတာခေါ်တာတော့ကဲဖုန်းပိတ်ထားလိုက်အောင်မယ်မကြည့်တော့ဘူးလျှော့ချတာပဲဒါလည်းစီးပွားအခြေအနေဝင်ငွေထွက်ငွေဝင်ငွေကိုကြည့်ပြီးတော့လူတွေကလိုက်နာအဲ့လိုလိုက်နာလို့ရှိရင်အတရင်ဝင်ငွေကပြန်တက်လာဒါစီးပွားရေးနဲ့ပတ်သက်လာဒီပြင်ကိစ္စနဲ့ကြည့်လိုက်လို့ရှင်လေအကုသိုလ်တွေများနေတယ်ဒီအလုပ်တွေလုပ်ရင်အကုသိုလ်တွေများတယ်ဆိုရှော့ချလိုက်အကုသိုလ်တွေမဖြစ်အောင်ကုသိုလ်ဘက်ကတိုးလို့လိုက်
လျှော့ချတာပဲဒါမတတ်တာလို့အကုသိုလ်လုပ်တွေလုပ်နေရတယ်ဆိုလျှော့ချနော်နောက်ဆုံးမှရှောင်ကျဉ်နိုင်အောင်လို့ရှောင်ကျဉ်တာလျှော့ချတာပဲပေါ့အဲ့ဒီလိုဘဝမှာအကောင်းနဲ့အဆိုးကိုထိတ်ချုပ်ပြီးတော့ကိုယ်ကပဲအနံ့ရအောင်ယူလိုက်တာမြတ်စွာဘုရားဒါဟောတာလာဘနဲ့အလာဘထို့တူပဲယတနဲ့အယတယတဆိုတာယာဓုဂုံသိမ်းစီစိမ်ဥစ္စာအဲ့ဒါယတချီးမွမ်းခံရတယ်ကြော်ကြားတယ်အယတဆိုတာအကျော်ဆုံးမဲ့တာကြော်ကြားမှုမရှိဘူးသူတပြင်းဆိုလို့ရှိရင်ယတနဲ့အယတယာဓုရှိတဲ့ပုဂ္ဂိုလ်ကယာဓုရှိတုန်းကတော့အကုန်လုံးယသောလတ္တဘောဂလို့ဆိုတဲ့အတိုင်းယာဓုရှိလို့ဝင်ငွေကောင်းတယ်ယာဓုကိုအကြောင်းပြုပြီးတော့ဝင်ငွေကောင်းတယ်ယာဓုလည်းပြုတ်သွားရောမရထို့တူပဲနာမည်ကြီးတုန်းကတော့ဝင်ငွေကောင်းတယ်နာမည်ကကျသွားပြီအနုပညာသည်တွေပေါ့ပို့ပြီးတော့ကြုံတွေ့ရမှာငယ်ငယ်တော့ချောချောလှလှလေးဆိုရုပ်ရှင်မင်းသမီးလူဝိုင်းကြည့်တဲ့40 50လောက်ဆိုမကြည့်ကြတော့ဘူးနော်ကြည့်တော့အဲ့ဒါလည်းကြာဆုံးခြင်းပဲကြာဆုံးခြင်းဆိုတာလာလာကြည့်ပဲလေဖြစ်အဲ့ဒီလိုဘဝရဲ့မတည်ငြိမ်မှုဆိုတာရှိတယ်ယာရုရရင်ယတယာရုမရတော့ဘူးဆိုရင်ယာရုပြုတ်သွားလို့ရှိရင်အာယတဒီလူသိထင်ရှားလို့ရှိရင်ယတလူမသိသူမသိဘဝရောက်သွားရင်အာယတအဲ့ဒီယတဖြစ်မှုအာယတဖြစ်မှုဒါတွေဟာအဓိကကြလားလို့ဆိုမကြဘူးအေးဒါတွေဟာတခဏပဲယာရုကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ယာရုပြုတ်သွားတာကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဂုံသတင်းကြော်ကြားမှုကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဂုံသတင်းယိုယွင်းသွားတာကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဘဝမှာဒါဟာတန်ဖိုးမဟုတ်ဘူးတန်ဖိုးဆိုတာလူဝါရလာတဲ့အချိန်မှာကိုချင်းတရားမပြတ်ပြားဘူးဆိုတာတန်ဖိုးကုသိုလ်ကောင်းမှုပြုတာတန်ဖိုးပညာရတာတန်ဖိုးအဲ့ဒါတွေကသာလူတန်ဖိုးလို့ခေါ်တယ်အကုသိုလ်တွေဖြစ်ပြီဆိုရင်တန်ဖိုးကျသွားပြီဒါကြောင့်မို့တန်ဖိုးရှိတာကိုရအောင်ယူခြင်းအဖြစ်ဘဝကိုအနိုင်ယူနိုင်တယ်လို့ဆိုလို့ပေါ့လာဘအလာဘယတအာယတဒီလေးချက်နဲ့မြတ်စွာဘုရားတခါဟောတယ်နောက်တစ်ခါသက်ကာရနဲ့အသက်ကာရလူယုတိရှင်ယုတိလူဆိုတာတခါတလေကြတော့ထင်ကြီးလေးစားယုတိမှုခံရတဲ့အချိန်ပိုင်းရှိတယ်လို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးနဲ့ရှိတယ်ဒါမျိုးနော်ကိုယ့်ကိုယုတိလေးစားမှုအလေးထားမှုမရှိဘူးဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယုတိရှင်ယုတိခံရတဲ့အခါမှာလည်းအထင်မကြီးနဲ့လူတကာကအဖက်မလုပ်ဘူးဆိုလို့ပဲစိတ်ဝမ်းမနဲ့နဲ့ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေဖို့ကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတတ်ဖို့ရအဓိကပညာနဲ့အသက်မွေးဖို့စင်ရင်သုံးသပ်နေဖို့ကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်လိုက်မယ်နော်တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကိုတတ်အောင်ကုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လဲပိုကောင်းတာပေါ့စကားပြောပဲမရှိတော့ပို့ပြီးတော့ကုသိုလ်ရတာတရားအထုတ်ဖို့အချိန်နေပိုရလာတယ်နေလိုက်အဲ့ဒါကောင်းတယ်ပို့ပြီးတော့အခွင့်အရေးရတယ်အရင်တော့မှငါအဖက်လုံးမဲ့လူတွေရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှဂရုစိုက်စရာမလိုဘူးကိုထမင်းကိုစားတရားအထုတ်နေမယ်ဆိုစိတ်ဓာတ်ပွေးလိုက်အဲ့ဒါလို့လောကရန်ဘယ်လောကရန်မျိုးနဲ့ကြုံဘဝကိုအနိုင်ယူနိုင်ရမယ်လို့သူတို့ဆိုလို့နောက်ဆုံးနှစ်ခုမြတ်စွာဘုရားဟောတာပါတော့လူတွေမှာ
ပါပိတ်ဆာဆိုတာဖြတ်လန်းကနာမည်ကြီးကျင်တာတို့မဟုတ်တာလုပ်ချင်တာတို့စိတ်ကောင်းနှလုံးကောင်းမရှိတာတို့မဟုတ်တန်တရားတွေလုပ်ချင်တယ်မကောင်းတဲ့အလိုဆိုးဆိုတဲ့ပါပိတ်ဆာဆိုတဲ့တရားအနိုင်ယူတတ်ဖို့လိုအပ်တယ်အဲ့ဒါကိုအနိုင်ယူရမယ်နောက်တစ်ခုကပါပမိတ်တာမကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့အပေါင်းအသင်းမိတ်ဆွေတတိထားဖို့လိုအပ်တယ်မကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်အတိုင်းကိုယ်ကလှုပ်ပြီးသွားပြီဆိုရင်မကောင်းတဲ့အလုပ်လုပ်ပြီးသွားတယ်ခဏခေတ်မှာတချို့ကအပေါင်းနဲ့အသင်းနဲ့အလုပ်ကိုင်လုပ်ရတဲ့ဆိုတာသူတောက်ရင်ကိုတောက်မှဖြစ်တယ်လူရမဝင်ဘူးလို့ထင်တယ်နော်မတောက်ပဲနေရင်တောက်မှပဲကိုကလူညံ့လို့ကိုစိတ်ထဲထင်သွားတာမျိုးတွေဖြစ်တယ်အေးတောက်တဲ့စားတဲ့ကြားတဲ့ရောက်တယ်လေကိုလည်းတောက်မှခစ်မိတယ်လို့ထင်ပြီးတော့အဲ့လိုနေဒါလွယ်မှားတဲ့အတွေးတွေဒါပဲဖြစ်တယ်တောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကဘာလဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးကဘာလဲကိုယ်ကသိဖို့လိုတယ်ပေါ့အယက်သေးစားတောက်စားခြင်းရဲ့ဆိုးကျိုးကအနည်းဆုံးယောဂရတာယောဂဝေဒနာတို့ရဲ့ဖြစ်ပေါ်လာရာဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်အယက်သေးစားဆွဲသွားရင်ငွေကုန်ကြီးကြများဖို့ဖြစ်တယ်ပစ္စည်းဥစ္စာတွေကုန်ဆုံးအယက်သေးစားမူရစ်နေလို့ရှိရင်အဆက်ကွဲတယ်နောက်ဆုံးလူရမဝင်ဘူးယောဂဖြစ်တယ်ဆိုတဲ့ဟာတွေဟာရှောင်လွဲလို့မရနိုင်တဲ့ဆိုးကျိုးတွေသာလည်းဖြစ်တယ်လူရဝင်တာမဝင်တာဟာကိုယ်နဲ့ဘာမှလူရမဝင်ဘူးဆိုတာလဲကိုယ်ထင်တာပဲလူရဝင်တယ်ဆိုတာလဲကိုယ်ကပဲထင်တာအဲ့ဒါကြောင့်မို့လို့ပပမိတ်တာတောက်ဖို့တောက်ဖက်ကစားဖို့ကစားပဲမျိုးရှောင်ရမယ်လို့သူဆိုအေးတရားစကားဆွေးနွေးဖို့ဆွေးနွေးပဲတရားနာဖို့နာပဲပညာရေးသင်္ဘောသင်ဘက်ဆိုတဲ့ကောင်းတဲ့ဘက်ကိုသွားတဲ့မိတ်ဆွေမျိုးတွေကိုတော့ကိုယ်တဏ္ဍာကိုယ်နဲ့မြဲမပြတ်ရှိဖို့ကုသိုလ်ဘက်ကတိုးတက်တဲ့မိတ်ဆွေတွေကိုချင်းတရားဘက်ကတိုးတက်လာတဲ့အပေါင်းအသင်းတွေအဲ့ဒါမျိုးတွေအဓိကထားမှာဖြစ်တယ်ပေါ့အဲ့ဒီလိုအဓိကထားပြီးတော့ဘဝကိုအနိုင်ယူနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမွေးမြူခြင်းဖြင့်ပါပိဿာဆိုတဲ့စိတ်ယုံမှကိုလွှမ်းမိုးနိုင်ရမယ်မိကောင်းဆွေကောင်းသူတော်ကောင်းတွေနဲ့ပေါင်းသိခြင်းအဖြစ်ပပမိတ်တဆိုတဲ့မိယုတ်ဆွေယုတ်တွေကိုရှောင်ရှားနိုင်ရမယ်အဲ့ဒီလိုမြတ်စွာဘုရားဘဝမှာလူတိုင်းကြုံတွေ့နိုင်တဲ့အခြေအနေ၈မျိုးကိုဘုရားတတိထားပြီးတော့ဒီအခြေအနေ၈ရက်ကနေဘယ်ကိစ္စကိုကြောင်းပြု၍မှအကုသိုလ်ကိုဖြစ်စေနဲ့ကုသိုလ်ပဲဖြစ်အောင်ကြိုးစားလို့အကုသိုလ်ကိုရှောင်လွှဲဖို့နဲ့ကုသိုလ်ကိုရအောင်လုပ်ဖို့ဒီဟာကိုအထက်ကထားဟောတာဒါလည်းဖြစ်တယ်ပေါ့ဒီအချက်တွေကရှောင်လွှဲလို့ရချင်မှမရနိုင်ဘူးပေါ့လောကမှာနေတဲ့ပုဂ္ဂိုလ်တွေကလောကရန်ဆိုတာရှောင်လို့မရဘူးလောကရန်ကရှောင်နေဖို့မကြိုးစားနေနဲ့ရှောင်ဖို့ကြိုးစားရမှာလောကရန်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကိုရှောင်အောင်မှာဖြစ်တယ်လောကရန်ကြောင့်အကုသိုလ်မဖြစ်စေဖို့ကုသိုလ်တရားကုသနာမှာရအောင်လုပ်ဖို့ဒါဟာအဓိကမြတ်ဗုဒ္ဓရဲ့ဆုံးမသွန်သင်ခြင်းဖြစ်တယ်ဆိုတာမှတ်သားကြရမယ်ကုသိုလ်ရမှသာလေဘဝကိုအနိုင်ယူတာဖြစ်တယ်ကုသိုလ်မရဘူးဆိုရင်ဘဝကိုရှုံးပေးရခြင်းပဲဖြစ်တယ်ဆိုတာကိုဒီအချက်နှစ်ချက်ကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘဝကိုအနိုင်ယူခြင်းဆိုဒီမှာမြည်သည့်အခြေအနေမျိုးနဲ့ကြုံအကုသိုလ်မှန်သမျှကိုမဖြစ်အောင်တားပြီးကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာကြီးပွားတွတ်တဲ့အောင်လှုပ်ခြင်းသာဖြစ်တယ်ဆိုတာကိုအမှန်ကန်မြင်ပြီးတော့မှန်ကန်စွာမြင်တဲ့အတိုင်းမှန်ကန်စွာကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေ
တတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုသုခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြီးလင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန်တဝါတာရွှေမျိုးဝုံမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း